ဟုတ်ကဲ့မေတာရေချိုးပြီးပြင်စားမယ်နော်မေနော်မေညီလေးရောတာမနဲ့ပြန်ဒီရောက်ကြရင်မေဒါမဲ့တကြံဂျုံလေးကစပြီးတော့ဒါအလုပ်ပုံမှန်ဆင်းရမယ်မေရဲ့အဲ့ဒါဆိုရင်တာကတကြံမှာဘာစီစဉ်မှမရှိတော့ဘူးပေါ့မေရဲ့ဆိုင်ဝင်လန်းဆိုတော့တောက်တကြံရဲ့တရားလဲတာမန်တိုင်းပဲလုပ်သွားမှာပဲလေမေရဲ့တားလေးရဲ့ပျော်ရွှင်ဖို့ဆိုတာလေတကြံမှာရေစုံမမဟုတ်ပါဘူးကွယ်ဟုတ်ကဲ့မေဟုတ်ဒီနေ့အိမ်မှာကြာစံရက်ချက်စားတယ်ဒီနေ့အလုပ်ပြည့်ရက်လေးတားတငယ်ချင်းတွေဖုန်းဆက်ပြီးခေါ်လိုက်ပါဟုတ်ကဲ့မေဟုတ်တာဖုန်းဆက်ခေါ်လိုက်မယ်ကောင်းတယ်ကဲကလေးတို့ရောက်ကြပြီလားဘာစားမှာကြလဲဘာမှမစားတော့အန်တီရဲ့မနေ့ကဘိုင်းလုံးနဲ့လားအန်တီလည်းရစားတယ်ဒီမှာလည်းကြာစံချက်ကိုအန်တီရှယ်တော့ချက်ထားတာအဝစားရမှာငါတော့ပြီလားဒီနေ့3ရက်လေအမိချန်ကြီးကဘယ်လိုလုပ်ပါမလဲဟာနေရတယ်လေသားရဲ့သားတငယ်ချင်းတို့မြတ်ကျွေးကျင်တို့လေအများကြီးချက်ထားတာဘာမှမပူနေနဲ့လောက်မှမပူနဲ့ငါတို့ဒီစားနဲ့ကြက်ဝဲလာတယ်ဟုတ်ကြည်နော်ဒီနေ့စားရင်တော့အန်တီဘန်ပြနေရမှာလားစားတော့နဲ့ညနေကြက်လိုက်ကြတော့ဟုတ်ပြောနေနော်နော်မိုးပြင်းနဲ့ရောက်လာပန်းပွေးမိုးရာမြူးကြွတဲ့သင်္ကြန်ကလမ်းဆန်းကဲဒါလေးကုံသွားပြီဆိုတော့ငါတို့ပြီးရင်ရှန်ထဲမှာပြီးတာတော့သားကြမယ်ဒီကျန်နေတွေ့ပြီနော်အေးအမေကောင်းပြောနေဘာလို့ညာတမရပဲလေကြံကြိုကြဖို့ဆိုပြီးတော့လမ်းတောက်တွေတော့ဝယ်ချက်ကုန်မယ်။ဒါသက်စော်နဲ့ဗီဇာစား။တော့ကြတော့အခုချက်ကုန်ကြအောင်ပဲ။လာဒီမှာဗီဇာနဲ့တော်တော်စားကြမယ်။ဟဲ့ဘယ်လိုလုပ်လို့လားဟုတ်ကဲ့မေဟုတ်ဒီမှာလေမလုံးလေးပေါ်တယ်မိဖုန်းကြောင်းပို့မလို့တားလေးလိုက်ခဲ့ပေးပါအောင်ဒါဆိုမေခဏဆောက်အောင်ပတ်ကြံလာခဲ့ပြီမေဒီမှာပြည်စံလေးကြော်ကြော်ရရင်မေတို့စုံကပ်မီမြင်သွားအောင်လေးမေတော်လိုက်တာမိသားလေးကဟုတ်ဟဲ့မောင်လေးကောင်းကဒီနေ့လာတာဆောလိုက်တာတခြားရေးကြီးကိစ္စများရှိလို့လားမောင်လေးမရှိပါဘူးမိုင်နော်မေပေါ့ဘုံလို့ရောအများကြီးပဲအဲ့ဒါတကယ်ကြီးစားဖို့ထည့်ပေးတာဟောလားအဲ့ဆိုရင် kitchen ထဲကိုယူသွားလိုက်ရေးသူတို့စားချင်တယ်နဲ့တော့ပဲဟဲ့လုံးဟဲ့လို့ကဲတကယ်ချင်းတို့ရင်ဒီမှာမုံလေးပေါ့အများကြီးပါတယ်ဘုံလေးကိုညာပဲခုမှစင်မှုတွေရတယ်ဆင်မရင်လာတဲ့တင်မမိုးပြင်းနဲ့ရောက်လာပန်းပွေးမိုးရာမြူးကြွတဲ့သင်္ကြန်ကလမ်းဆန်းတဲ့မိုးရေ
ပြန်ပဲအိုးမိုးဒီလေးရဲ့ကြမ်းမိုး